ကိုမမောင်ရေးပြီးတော့ကိုမောင်ရေးဆိုထားတဲ့လာမင်းတာတင်ရေးရပါတယ်အိမ်မထဲမှာလာမင်းတာတင်ဒီငိမ့်တဲ့ညရဲ့တိတ်ဆိတ်နေပုံရဲ့ရွေပကြီးကနဲ့ရွေကရှက်တွေအာယုံဝဲမြင်းမြင်းဖန်စာထင်ကြရဲ့ချစ်တော်သူရဲ့မောင်အနာမှာကွယ်တာယာစွာကိုဆိုတေးလို့ချိုလို့တကယ်ညင်သာဝဲဆောင်တန်ကြမိနေသလားဟဲ့မုံနသာချေပါလေးချိုင်အောင်သူပြုံးနေနွေအိမ်မဲ့ရဲ့ကွယ်လွတ်ပြေခြင်းနေစိမ်စွာအားလုံးမေးဆက်ပျော်နေစေအမောင်တူထဲမှာရောက်လုံးလို့သူအာယုံပြေဟင်းလင်းသုံးစိတ်ချမ်းရည်ရဲ့ချစ်တော်သူရဲ့လောင်ပြုံးရည်သလိုရင်နာဝဲစကားသံထက်စင်ကိုအနာမဲ့ရောင်ပြန်ထင်ဟာခါကြလို့နေသလားကွယ်မိုးတန်နဲ့ရောရှက်ပင်သက်လိုက်သွားတယ်စာတိန်ကန်လောပိစီကာစေမိန်မေမဲ့ထွေးလို့ထိုးပေါက်နိုင်ယုံလေကိုရောင်ပြသလိုမထဲဝါလဲလေအာယုံဝဲရှင်ရှင်တို့ကမြင်နေရဲ့ချစ်တော်သူရဲ့မောင်အနာမှာကွယ်ရင်ခွင်မှာလွဲခုံရီလေးပြိုနွဲ့တို့ထိုစဉ်ကရှုံးဆုံးလာပြေညာဝုံမို့အခါကပြန်တန်းတာလွမ်းညာမတန်းအို